ဆိုပါရှင်စုရဲ့ရုပ်ကလေးရောနည်းနည်းသိခံပြီးကြည့်ပေးကြပါစုဒီနေ့ဗပြောတော့မှလည်းစုပါလဲစကူရောင်းပါမယ်ပေါ့နော်စနေနေ့ခုနေ့ပဲရောင်းပါမယ်26ရက်နေ့ကနေစပြီးစရောင်းပါမယ်ရှင်ကျန်တဲ့အချိန်တွေကတော့ကျောင်းနေကျူရှင်နေတက်နေရလို့ပါအဲ့စနေနဲ့တနေ့ခုနေ့နောက်မှပေါ့နော်3နာရီကနေ4နာရီခွဲထိခက်လို့မရပါဘူးကျူရှင်ရှိလို့ပါဒီနေ့ချိန်ကတော့ခက်လို့ရပါတယ်အဲ့စနေတနေ့ခုနေ့ပဲခက်လို့ရပါကျန်တဲ့ချိန်ရှိဘူးပေါ့နော်စုအိမ်မှာစုမရှိပါဘူးကျူရှင်ရှိလို့ပါစုပါစကူရောင်းမယ်ဆိုတော့ဈေးနှုန်းကတော့တောင်းဆိုတော့900တခါခက်900ပေါ့နော်တချို့တွေကြတော့ comment မှာ1 school 2 school 3 school ခက်ပေးပါအဲ့လိုပြောရင်လည်းအစမ်းပေါ့နော်နမူနာခက်ပေးပါတယ်ခက်ပေးပါတယ်ရှင်school ထဲမှာပါတဲ့ရုပ်ကြီးကတော့ keychain တို့ secret ပေါ့နော် secret ကတော့တဒန်ဒါလေးတွေပါရှင်keychain တို့ခေါင်းစည်းဖို့ကတ်တို့ဘာလို့ပေါ့နော်ပါပါတယ်ရှင်စုလည်းခက်ပြီးသူကိုယ်တိုင်လည်းလာပြီးခက်ပေးပါတယ်ကိုလာမခက်ချင်လည်းဖုန်းနံပါတ်ကတော့369 996 999 221ပါရှင်ဒါခက်လို့ရပါတယ်နော်စုခန့်ရင်လည်းပေါ့နော်အဝေးတော့ပို့ပေးပါဘူးဘယ်လိုပြောရမလဲမော်ကျုံးကလူတွေပဲပို့ပေးပါစုကမော်ကျုံးမှာနေရတော့AOD တိုင်းဒေသကြီးမော်ကျုံးမြို့ပါအဲ့မှာနေရတော့မော်ကျုံးမှာရှိတဲ့လူတွေပဲပို့ပေးရပါနော်တခါလေကျတော့ကြုံမငေးထိပို့ပေးပါတယ်ကြုံငေးထိပဲပို့ပေးရပဲကျန်တဲ့မဥပင်းတို့ရန်ကုန်တို့တော့ပို့ပေးပါဘူးရှင်အားလုံးပဲအပိတ်ကြပါအောင် handmade blog ကလေးတွေတင်မယ်နော် bye bye see you guys